လူများကျွန်တော်တို့ sorry တီးခဲ့ကြရင်ကောင်းပဲဆိုလာဝက်ပါ ဒီစကားတွေကို ဗမင်းကလေးကမှမပြောဘူးလို့ညပြောမယ်လား ဒီလိုအမြင့်ရနေကြည့်ရတဲ့ဖိနေကဘာနဲ့မှမလဲနိုင်ဘူးအရာအောင်ကိုယ်အောင်ပါကိုယ်ထိတ်ဆုံးပါကျွန်တော်အမြင့် မင်္ဂလာပါမင်္ဂလာပါကျွန်တော်နာမည်ကျွန်တော်လာတော့စောက်ယူဖြစ်ပါသည်ဟမ်စောက်ယူဖြစ်ပါသည်အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ဒီနေ့လဲထုံးစံအတိုင်းပေါက်ပေါက်ဆဆရည်သေးရဗီဒီယိုလေးတွေ reaction လုပ်သွားမှာပဲဖြစ်ပါတယ်ကျွန်တော်နဲ့အတူတူအပြင်းပြေလိုက်ကြည့်ပေးဖို့ဖိတ်ခေါ်ပါတယ်ကဲစမယ် မ တယောက်တည်းလားလို့မင်းလို့လား စားကျွန်တော်ဒီကမထားခြင်းလေ ကျူတိ မောင်မတွေ့ခင်ချိန်ထိပေါ်လို့ပြောမယ်လား တကယ်လူများကျွန်တော်တို့ sorry တီးခဲ့ကြရင်ကောင်းပဲဆိုလာဝက်ပါ ဒီစကားတွေကို ဗမင်းကလေးကမှမပြောဘူးလို့ညပြောမယ်လား ကျွန်တော်ရေးထားပြီဆိုတာနဲ့ လက်ထပ်ဖို့အထိတွေးထားပါရဲဆိုပြီးတော့ညပြောမယ်လေဒါရဲ့ရိုးနေပါ မောင်လေးတွေတော့မင်းမမတွေကိုတွားပြောမယ်ဆိုရင်တော့မင်းတို့တော်ကီကောင်းကောင်းလေးတွေတင်သွားမှရမှာဒီလားဒီလိုမမတွေတွေ့တော့မလို့ဒါသူကဆရာကြီးနော်ဒါသူ့ကိုဘလောက်တောင်ပြောထားခဲ့ပြီးတော့ဒါကြံခဲ့ထားလဲတော့မသိဘူးနော်ဟိုကောင်ပါဇက်တစ်လုံးဟားလိုက်တာနဲ့နောက်ဆက်တွဲစကလုံးတွေအကုန်ကြူတိနော် ဒီစကားတွေကို ဗမင်းကလေးကမှမပြောဘူးလို့ညပြောမယ်လား ကျွန်တော်ရေးထားပြီဆိုတာနဲ့ လက်ထပ်ဖို့အထိတွေးထားပါရဲဆိုပြီးတော့ညပြောမယ်လေဒါရဲ့ရိုး ဘယ်နှစ်ယောက်တော့ပြောခံတာမလဲ မဟုတ်လားကျွန်တော်လမ်းခွဲစကားမပြောခဲ့ဘူးဆိုရင် မောင်ကလုံးဝလမ်းခွဲစကားပြောမှာမဟုတ်ဘူးလို့နင်တော့ထွေအောင်မယ်လေဒါရိုးနေ ဟာကျွန်တော်ရဲ့ပထမဦးဆုံး သဘောကျရတယ်သူကလို့လုံးမယ်လားငွေပါသေးဟာ ငယ်သေးတယ်တွားလိုက်တော့တွားတော့တွားတော့ တင်နာတွေဖြစ်ပြီးတဲ့နောက်ပိုင်းမှာကျုပ်ကကန်းကုန်အောင်မိုက်တော့မှာ ဘေးရောမှလည်းမသိတော့ဒါကျွန်တော်မိုးရင်းဘက်ဆိုရင်တော့ကျွန်တော်ထုံထုံပြိုင်ပွဲကြီးပါလောက်တယ်နော် နောက်ပိုင်းမှာကျုပ်ကကန်းကုန်အောင်မိုက်တော့မှာ လေးလုံးနေရဘွားနော်သူတို့ကတလားလေးလုံးတက်ထားတော့ဝါတက်တာဖြစ်နေနော်တလားခွေးတွေကိုလည်းလူထင်လို့ထင် ဟာရမင်းအဲ့လိုမပြောနဲ့လေကွာ လောက်လေးတော့ကြည့်လိုက်သေး အမြင့်ပဲနော်ကျွန်တော်ဒီဖိနေကိုတိတ်ကြိုက်တာပဲဒီလိုအမြင့်ရနေကြည့်ရတဲ့ဖိနေကဘာနဲ့မှမလဲနိုင်ဘူးအရာအောင်ကိုယ်အောင်ပါကိုယ်ထိတ်ဆုံးပါကျွန်တော်အမျိုးဆုံးအကောင်းဆုံးမျိုးပဲအရင်ကြိုက်တယ်ရအောင်လေကြိုးစားမယ် တက်တယ်လေလိုက်ကုန်မယ်ကိုကြီး မကြိုက်ဘူးအရင်ကြိုက်တယ် စိုက်တယ်တော့ဒီလို အမြင့်ပါပဲနေမှာမစင်းတော့ဘူးမစင်းတော့ စင်းတော့အာတက်တယ် အေးဒီကနေ့ပြောနေလေ လေရပြမယ်ကြတော့မြို့မနေတော့ဘူးမြို့မနေတော့အောင်စင်းနေအောင်စင်းနေဒီလိုရဲ့ စမ်းစမ်းဒါလို့ဓာတ်လိုက်လို့တော့နော် စုဟမ်မဖုတ်တာပြောင်းနေယူစားလိုက်ရမှာ ဒီလောက်လူတွေများရောဘလုံးကပဲလာပြောနေအောင် လက်ကူးလက်ချက်ပြီးအောင်ငင်းညင်သေးတယ်တကယ် ဘာလို့လဲလူတွေကိုတကယ်တန်ကြားစိတ်နဲ့ကင်းဝင်းစေချင်တဲ့တရားနဲ့မညံ့ရဘူး ဟာလေးမှက် ဘေးရတယောက်ကိုကြည့်အောင်ဘေးရတယောက်ကိုကြည့်အောင်ဆက်ဖြည်းဖြည်းနဲ့ငါနဲ့ရုံနဲ့တငယ်ချင်းငါနဲ့ရုံနဲ့တငယ်ချင်း ဘာလို့လဲလူတွေကိုတကယ်တန်ကြားစိတ်နဲ့ကင်းဝင်းစေချင်တဲ့တရားနဲ့မညံ့ရ ငါနဲ့ရုံနဲ့တငယ်ချင်း ဟာလေးမှက်ရှိနေကိုပြကျင်တယ်နေရုပ်ကိုသိလား ဘူးလူတွေ မစားဘူးပေါ့နေတကယ်မစားဘူးပေါ့ စားပါဆိုပိုင်းလာရော ဟဲ့တကယ်โอเคနေပြမယ်ပြီ ပြောင်ဆက်ဆက်တွေနော်ပြောင်ဆက်ဆက်နဲ့ နိုင်ငံခြားသားတော်တော်များများကမြန်မာစကားကိုတော်တော်တင်ယူကြတယ်တွေ့မယ် မစကားကိုတက်ချင်နေတယ် ဟေးကောင်း yes မြန်မာဘာသာမောင်းလာကြမောင်းမင်္ဂလာပါကျွန်တော်နာမည်ကျွန်တော်လာတော့စောက်ယူဖြစ်ပါသည်ဟမ်စောက်ယူဖြစ်ပါသည်အဖေ
နီပေါ်နီပေါ်အမေဟမ်အမေနီပေါ်ကျွန်တော်စောက်ပေါ်ဖြစ်ပါပြီကျွန်တော်အယံဟိုမှာစောက်ကျင်ဒါလို့စောက်ကျင်ရုပ်ပါဒီနေတိုင်းကျွတ်တဲ့အောင်ရဲ့ကျွတ်တဲ့စလိတ်ကိုအလကားတောက်ပါဒီနေတိုင်းလိုနေတိုင်းလိုခေါင်းစင်းပါဒီကျွန်တော်လုံးဝစောက်ကျင်မကောင်းပါဘူးโอเค ဟုတ်ပါ ငါ့ကိုမှန်မှန်ပြောတော့နေဟိုအကောင်နဲ့ချိန်သွင်းနေတာမလားပြော ဟုတ်တယ်လို့ပြောမှကြောက်တယ်မေမိခါမကြိုက်ပါဘူးလို့ပြောတာလေမိဘာလို့လောက်တာလဲအဘတို့မေတို့မကြိုက်ပါနဲ့တမီးရဲ့ကြိုက်တာဟုတ်လို့ ကျွန်တော်ရဲ့ကြောပြီ တော့ကအေးချင်းတယောက် အေးချင်း ဟာဟုတ်လားဒါဆိုတော့ပဲကွာငါလည်းငါသားလေးကိုနိုင်ငံခြားပို့ထင်းနေတာကွာဒါနဲ့မင်းကဘယ်နိုင်ငံပို့တဲ့အေဂျင့်လဲကွာ အော်အဲ့လိုတော့မဟုတ်ဘူးဗျကျွန်တော်ကအခုလိုကြီးလက်ဒေတာမှာမတော်တတ်မလားတတ်တဲ့လူငယ်လေးတွေကို KTP ပို့ပေးတယ် KTP အေးချင်းပါ သမီးရဲ့ပတ်သက်ရှာမပြီးတော့ စကားတက်နော် သမီးချစ်တယ်ဆိုရင်ပတ်သက်ရှာပြီးမှာချစ်လား ချစ်တယ်လေ တနခါကြက်ကတော့ မမနဲ့လိမ့်တာတနခါပြကုန်မှာစိတ်ညစ်လို့ငိုတာဘာလို့စိတ်ညစ်တာ စိတ်ညစ်လို့ကိုဒါ စိတ်ညစ်တာပြော မဟုတ်ဘူးလေ မပြေလို့မမမနဲ့ကလေးတောက်လျှောက်စားနေအနေကိုင်းစားလို့မရဘူးလေ ဟောသူတမီးလေးကိုခရီးရမဟုတ်ချီလိုက်တာ ပြောတယ်သူသမီးနဲ့ချက်မရိုင်းနဲ့ ငယ်တော့လို့အဲ့လိုလုပ်လို့ရ ဘာဆိုင်ဘလူသွားလှုပ်ထားနော်ဘာဆိုင်ဘလူလက်စော့ထားမယ်နော် အဲ့လိုလုပ်လို့ရ မရโอเคကျွန်တော်ဗီဒီယိုဖိုင်လေးဒီလောက်ပါခင်ဗျကျွန်တော်ဗီဒီယိုဖိုင်လေးကိုနှိမ့်သက်သဘောကျတယ်ဆိုရင် like and subscribe နဲ့အားပေးခဲ့ပါဦးခင်ဗျနောက်တဲ့ဗီဒီယိုတွေမှာကျွန်တော်ပြန်လည်ဆုံတွေ့ကြမယ်နော်